ပတ်တိအောင်မတက်ဒါတပတ်ချောင်းမတက်ဘူးဘိုးလည်းကြောက်ပြောပြဒီကောင်ဘူးမဒီပါဘူးရှောက်ဟောရိုက်ပြီဆက်ချမကြောက်ရဘူးလူရောခဲနဲ့အုံတော်ကြီးဖောက်ခေါမဆန်းနဲ့သူညာနဲ့သူတိတ်ခါရှိတဲ့စီကဟာလူဤတံဘောခေါ်ရွေပါတဲ့ခေါင်းကိုရောနဲ့မဲမလုံးနဲ့တောင်းဆိုတဲ့မြမညံပဲခဲ့တာတိတ်အားနာလို့အခါမဲအောင်တော့စားခြင်းတွေနဲ့ပိန်မနှောင်းနဲ့ဟေ့တဘောတော့ကောင်းကောင်းထားပြီးချိန်မှအမမ